သောအဖြစ်ကျေးဇူးသစ္စာစောင့်တည်သောအဖြစ်ကျေးဇူးရှင်နေအပေါ်မှာသစ္စာရှိသောနှလုံးသားနဲ့ဆရာစိန်တူးဝဉာဏ်ကြီးသူကဖန်တီးလိုက်တဲ့ဓမ္မတေနပုပ္ပါရွေးထုတ်ကြတဲ့ပညာရှင်တွေအပေါ်မှာသပင်ဆရာတော်ဒူဝါဆရာကထူးခြားစွာသပင်လက်နဲ့ဆရာရဲ့အစင်မပြတ်အောင်သုံးတော်ခံပေးပါဦးခင်ဗျကြောင့်နိဆရာခင်ဗျအကိုပဲတော့ဆရာကျွန်တော်ယခုတိပြချင်တာကမင်္ဂလာမတ်တပ်အတွင်းမှာရှေးတုန်းကစက်တည်မင်္ဂလာရှိတာတွေပဲတီးရဟုတ်ကဲ့စက်တည်မင်္ဂလာမရှိတာလုံးဝမတီးရဘူးမှန်ပါတယ်အဲ့တော့လူမင်္ဂလာမတ်တပ်ထဲမှာစက်တည်မင်္ဂလာရှိအောင်နေမျိုးပလကျော်သူရွာသားကြီးအဖိုးစိန်မိတာဘယ်တီးလုံးကိုတီးခဲ့တယ်မှတ်တယ်လေမရှိပါစီးစိန်ရှင်ဆိုတဲ့တီးလုံးကိုဟောဒီလိုတီးခဲ့တယ်ဟုတ်ကဲ့ကတော့ပြောရွှင်ဩတာရှင်စီစိတ်ခံခြင်းစိတ်မေတ္တာထပ်ပြပေါ်တွင်မှတ်သားလို့အတော်ကိုတင်တကယ်နိုင်စီစိတ်နဲ့တော့မလဲခြင်းဆန္ဒကြလို့ပြောပြောရွှင်ရွှင်နာရှင်ဝေပေါ်မဲ့စီစိတ်ရှင်တီးတာကနေမျိုးပလာကျော်သူရွာသားကြီးအဖိုးစိတ်မိတာဟုတ်ကဲ့ဆိုတာကဘဘဥစိန်ခေရေးတာကဘဘဥသက်တယ်တီးတဲ့သူတော့ရေးတဲ့သူတော့ဆိုတဲ့သူတော့ကွယ်လွန်သွားပြီဇတ်သမားလာရင်တော့မှတ်သားစရာကြံရမှာပေါ့ခင်ဗျာစိုင်းသမားလာရင်လဲတမိုင်းစကားတော့ကြံရမှာပေါ့ဗလာဆိုင်တဖြည်းဖြည်းနဲ့ပျောက်ပြတ်မှာစိုးရင်သွားပြီဟုတ်တယ်နော်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့ဗလာဆိုင်ကြီးသေးသိမ်သွားမှာပျောက်ကွယ်သွားမှာကြောက်လို့စိန်လူပါတို့ယခုချိန်ထိနောက်ပိုင်းဒီဆိုရင်တယောက်တည်းရှိပါသေးကျွန်တော်တို့တီးနေရလို့ဖြစ်ပါလေမှန်ပါရောစီးစိမ်ရှင်နားထောင်ကြည့်ပါခင်ဗျာကတော့ပြောရွှင်သောတာရှင်စိစိတ်ခံခြင်းစိတ်မေတ္တာထပ်ပြပေါ်တွင်မှတ်သားလို့အတော်ကိုတင်တကယ်နိုင်စိတ်နဲ့တော့မလဲခြင်းဆန္ဒကြလို့ပြောပြောရွှင်ရွှင်နာရွှင်ဝေပေါ်မဲ့စီစိတ်ရှင်က
ရွှင်ရွှင်တနာရွှင်ငွေပေါ်မဲ့စီစဉ်ရှင်ကျွန်တော်ရဲ့အသေးနှလုံးထဲမှာမမေ့တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာတူလဲတပြေတေးတန်ကူကကိုတင်ထွန်းနဲ့ကျွန်တော်အသေးနှလုံးထဲမှာမမေ့တော့တပြေတေးတန်ကူကြီးအခုမရှိတော့ဘူး29လမ်းမှာလေအရင်လုံးကဟုတ်ကဲ့တိတ်ကောင်းတာစင်တာပြောလို့ခြင်းလို့ဆိုရင်တပြေတေးတန်ကူကလွှဲရင်ဘယ်မှမရှိဟုတ်တယ်နော်မှန်ပါမခောက်ပြောလို့ခြင်းလို့ဆိုတပြေတေးတန်ကူမှာရှိနေမျိုးဗလာကျော်သူရွာသားကြီးစိတ်မိသားရဲ့တီးလုံးတွေတပြေတေးတန်ကူမှာရှိဟောဒီတီးလုံးလေးကကိုတင်ထုံးကမောင်လူပါငါမေရွာတရွာကတပ်ပြားတွေတော်တော်များများရလာတယ်ဗျာတဲ့စိတ်မိသားရဲ့မင်းတီးလုံးနေကြည့်ဗျာတဲ့ငါရောကရာနဲ့ထည့်ပြီးလို့ချင်းမင်းငါတိတ်ခွေတပွေပေးမယ်ဆိုတော့အကိုတင်ထုံးကချက်ချင်းကူးပြီးတော့ကျွန်တော်ဒီစီးစိမ်ရှင်ပါတဲ့တိတ်ခွေလေးကျွန်တော်လက်ဆောင်ပေးတာတိတ်တန်ဘူးကြီးသွားတယ်အကိုကြောင့်နေရဲ့မှန်ပါဟုတ်တယ်နော်ဟုတ်ကဲ့ကျွန်တော်ကရှားပါတီးလုံးနေဆိုရင်ကျွန်တော်တအားကြိုက်တာတအားနှစ်သက်တာဒါပေါ့ဟုတ်လားနေမျိုးဗလာကျော်သူရွာသားကြီးစိတ်မိသားရဲ့တီးလုံးတွေမြောင်များစွာရှိပါတယ်အဲ့ဒီထဲမှာကဒီစီးစိမ်ရှင်ဆိုတာတကယ်ရှားတယ်ဖိုးရွှေလာငွေတိတ်စေမြူမတမ်းမဲအေးစီချင်းဟုတ်လားဟုတ်ပါပါဝင်းတို့ဟုတ်လားချောပါဘေးပြိုလှပါဘေးပြိုမကြည့်တတ်တော့ရုပ်ဆိုးတယ်လို့ထင်ကြည့်တယ်တော့ကြည့်တယ်တော့လူတိုင်းနားထောင်မှုတယ်အလားပြိုင်ပွဲဟုတ်လားဟုတ်နောက်တော့ချောက်ကလက်တော့ဟုတ်လားပါပါဝင်းနောက်တော့ပွဲတောင်းစိတ်မိတာတီလုံးတွေအများကြီးရှိဒါပေမဲ့ဒီစီးစိမ်ရှင်ဆိုတာလေးကရှားပါတယ်ကိုတို့ကြီးခင်ဗျာဆိုကြည့်သမ်းပါကွာစာသားလေးရွှေငွေရလနာတိလာဆုံးလာပုံလာရအောင်ပြောသူချောသူသိဝိကုံနိုင်မထင်မြမပြည်ကြီးတွေကိုကြတဲ့ကြကုန်၏ကိုတို့ကြီးခင်ဗျာဗါတဲ့အတိတ်ကောင်းလားအတိတ်ကောင်းတည်တဲ့ဆိုင်မင်းနမိတ်ကောင်းစွာရေးတဲ့ဖို့တဲ့တင်စနာကြလို့ပျော်ပျော်ရွှင်ရွှင်တနာရွှင်ငွေပေါ်မဲ့စီစဉ်ရှင်ဗလာဆိုင်နဲ့အကိုเจ้าနေဘယ်ဟာဟိုဗလာဆိုင်ခေါ်ဘာမှမပါပဲနဲ့ဟောဒီလိုဗလာချတီးတာဗလာဆိုင်ပေါ့ဗျကိုပဲတော့ဗလာဆိုင်နဲ့ဘယ်ဟာကိုဗလာဆိုင်ခေါ်တာလေဒီမန်းနဲ့အလေကောင်ချတည်တာဗလာဆိုင်ပေါ့ကျွန်တော်နှစ်ယောက်မေးတာလက်ပြိုးဖြေတယ်ဘာမှမပါပဲဗလာချတည်တာဗလာဆိုင်နဲ့မန်းနဲ့ခလက်ကောင်ချတည်တာဗလာဆိုင်ကောင်းပြီခင်ဗျားတို့သိတဲ့ဗလာဆိုင်နဲ့ကျွန်တော်သိတဲ့ဗလာဆိုင်လိုက်ရှင်ကြည့်အောင်ဘယ်ဟာဗလာဆိုင်လဲကိုရူကမေးဟောတာဗလာဆိုင်နားထောင်ကျွန်တော်နားမထောင်နဲ့ဟိုပတ်မတီးတဲ့ကလေးကိုနားထောင်ကဲဗလာဆိုင်ဘယ်ဟာဗလာဆိုင်လဲပြန်တီးပြဘေးလုံးပတ်တက်ပုံလုံးပတ်တက်ဘေးလုံးပတ်တက်အဲ့ဒါခံပေးနေတာတခြားမဟုတ်ဘူးအဲ့ဒါစီကံခေါ်တယ်တဲ့လားစီကံကလနာနဲ့တီးတတ်တာဒီဗလာဆိုင်တီးနီရှင်းပြီလားရှင်းပါတယ်မန္တခလေကောင်ချတီးတိုင်းဗလာဆိုင်ခေါ်သေးလားခေါ်တော့ဘာမှမပါပဲဗလာချတီးတာဗလာဆိုင်ခေါ်သေးလားမခေါ်မှတ်ထားပါစီကံကလနာနဲ့တီးတတ်တာဒီဗလာဆိုင်တီးနီလို့ခေါ်တယ်ပြန်ပြီးတီးပြမယ်ဗလာဆိုင်ကဟောတာဗလာဆိုင်ရှင်းတယ်နော်အဲ့ဘေးတော်ပတ်တာတဲ့ဘာသာမှမပါဘူးရဲ့ကောင်းပြီဟောဒီတိုင်းတီးလို့မရဘူးလားသိရတာပေါ့ဗျာဟောဒီတိုင်းတီးပြမယ်ဗလာဆိုင်လို့မခေါ်ဘူးစီကံကလနာနဲ့တီးတာဒီဗလာဆိုင်မှာခင်ဗျာဩကာသပါပြန်နေပြီးတီးပြပါရစေ
ရှားပါတဲ့ဒီလုံနေကြီးထုတ်ဖို့ပြီး